ဟုတ်တယ်မကျွန်တော်ကိုလာမှာဘလူးလာ20ပဲလမ်းက ဘသူပဲပါနေလေကိုဘလူးတရားမတွေ့ပါလားကိုဘလူးကောမနေပါလေမှန်သမားကိုဘလူးရဲ့ ဘိုင်းရယူမယ်လေဘိုင်းရယူမယ်ရလားကိုကျွန်တော်ဘိုင်းရယူမယ် ရတယ်ညီရတယ်ဘာမှရရ ကျွန်တော်ဟိုဖုန်းလှဲရမှာရင်းနေအဲ့လိုမျိုးတစ်ခါဒီလိုမျိုး โอเคတစ်ခါသောက်ထိုးလို့တာဘန်းသွားလို့ဒီလိုလုပ်ပြီးဆိုတော့ ကောင်းတော့တော့ရပြီဟာ တက်မယ်တော့ကိုရတက်လို့ရတယ်ကိုတက်မယ်ကို တက်ကြီးတက်တက်မယ်ကိုတက်မယ်ကို တစ်ပဲတက်မှာ အခုတောင်းပဲတက်မယ်ကိုစမ်းလာမတော့ ဟုတ်ကဲ့ပါ ဒါစိုက်ကြားကွာအဲ့ဒါစိုက်ကြား ကွက်တမီပြောင်းဗျာကွက်တမီပြောင်းမယ်ဟိုကွက်တွေကတိသွားပြီဗျကြီးတဲ့လူတွေတိသွားကျွန်တော်ဆော့ရဲကွက် အဲ့ဒါစိုက်ကြားကွာစိုက်ကြားငါသိတယ် နောက်တစ်မျိုးတက်မယ် စနစ်တောင်းပတ်တယ်စနစ်တောင်းပတ်တယ် ဒီကွက်ကဟိုဟာဗာလဲကိုဘလူးနဲ့ဆော့ဝင်ပြီးတယ်ဗျကိုဘလူးကောင်းကောင်းသိဒီကွက်ကျွန်တော်ပြောပြရတယ်ကွက်6တက်လိုက်မယ်ကိုပိတ်ထားလိုက် စိုက်ကြားကွက်တွေတော့လာပြီစိုက်ကြားကွက်တွေတော့လာပြီဒီကွက်ဆိုရင်ငါရှုံးမှုများတယ်ငါဒီကွက်ကငါသိ ကိုလူပြောတဲ့စိုက်ကလေးတို့ပါပဲလားကိုလူပြောတယ် စနစ်တောင်းက ကွာဟာကွာဒါကိုလူကိုကွနဲ့ဆော့ကြည့်မလားကိုကွနဲ့ဆော့ကြည့်မလားကိုဟောမောတော့ကိုကွနဲ့ဆော့ကြည့်မယ် စနစ်တောင်းကပြည့် တိုက်ပြက်တယ် ကဲအမကောမလေးဖွင့်ပြရတယ်မစဲရင်ပြီးရောဗျာတရားမလေးရောက် ကောမလေးတွေဖွင့်ပြထားတယ်ဆိုတာကဒါပြည့် ဆန္ဒတက်မယ်ကိုဆန္ဒတက်မယ် တယောက်နဲ့တယောက်ဆဲဖို့မဟုတ်ပါဘူးခင်ဗျာလို့တယောက်ဒီပြဟာတာလေးတွေပြောတာမြင်လို့ပါ စိုက်ကလေးမို့စိတ်ကလေးဟုတ်တယ်ဗျာကိုတိုက်ကစိတ်ကလေးဗျာစိတ်ကလေး ကဲအားဆိုရင်အဲ့တစ်ဆယ်ကို6ထိုး9ထိုးကြည့်လိုက်ပါဟုတ်ပြီတစ်ဆယ်နဲ့စားတစ်ဆယ်နဲ့စား စားဗျာဟုတ်ပါပြီအသေးထောက်ပေးပါအသေးလေးထောက်ပေးပါအသေးလေးထောက်ပေးပါအသေးလေးထောက် အသေးလေးတွေများများလေးထောက်ပေးထားပါကြည့်တဲ့လူလေးနဲနေတယ် line share လေးလည်းလုပ်ပေးပါ ကိုစုံမင်းနဲ့ဆောင်းရဗျာပညာကိုစုံမင်းကျပညာလေးတင်လာ ကိုထွန်းနဲ့အစိမ်းရောင်ကတာနေတယ်တော့အဲ့လိုတော့ပြောလို့ရပါတယ်ခင်ဗျဟိုကောင်တက်ဒီကောင်တက်တော့မပြောပါနဲ့ ကိုနီကြားရှိရတယ်နော်ဗျာပညာလေးတင်လာမှာကိုနီကြားရှိရ နှစ်ဆန္ဒတက်မယ်ကိုနှစ်ဆန္ဒတက် ဟိုကွက်တက်ပါဒီကွက်တက်ပါတော့မပြောပါနဲ့လို့ပြန်ဝဲမှတ်လို့ပါဘသူသားတယ်ဘသူမသားဘူးကတော့ပြောလို့ရပါတယ်အဲ့လောက်ကတော့โอเคကျေးဇူးပါညီလေး ရောက်ပါဘလို့ထိုင်ကားတော့လည်းရောက်ပါရဲ့ နံပါတ်1တက်နံပါတ်1နံပါတ်1 စလာရပါ free tour လို့ရလားရပါတယ်နောက်ကျမှသူတို့အပျော်တမ်းပွဲလေးလောက်ပေးပါလိမ့်မယ်ဗျာအဲကျမှဆော့ပါ ဒီက30ကိုချိန်စားမယ်ကို ဟုတ်ကဲ့ပါကိုတိုင်ကားရေဟုတ်ကဲ့ပါကိုတိုင်ကား ဒီလည်းတိုးလို့ရတယ် ဆော့ ဒီတိုးကျင်တယ်ဆိုလည်းအမှကိုကကိုညှိပြီးတိုးကြအကုန်ပြီးတိုးလိုက်တယ်လို့ဆော့လို့ရတယ် ဟိုလေးပြန်ခံစားမယ်လေးပြန်ခံစားမယ်အဲလေးနဲ့မစား က
ကိုရှိအောင်လာပါတယ်အခုကနည်းနည်းအေးနေတယ်ဆောင်းမသည်ဆိုတော့ရေခဲရေတက်မယ်ရေခဲရေကြီး ကိုတိုက်ကဆက်အတာနေတပည့်တယောက်လုံးရှိတယ်ခေါ် ဆန္ဒ ကိုတိုက်က ဆန္ဒတက်မယ်ကိုဆန္ဒရှစ်တက်မယ်ကို တိုက်ကကိုအစီရစီရဟိုနံပါတ်1စတက်နံပါတ်1ဟာ လောက်ပေါင်းကိုကိုတိုင် ကျေးဇူးပါကျေးဇူးပါကိုပြအောင်ဟေး ဝင်ကြည့်ရုံပဲဝင်ကြည့်ရုံပဲ အကိုရေအမဟိုကိုအောင်ကိုလာကျွန်တော်တို့ပြိုင်ပွဲစောနေလို့ပါကိုအောင်ကိုရေအောက်ကနေတစ်ချက်အားပေးပေးပါအပေါ်အကိုပြိုင်ပွဲစောနေလို့အောက်ကနေပါအားပေးပေးပါခင်ဗျာကျေးဇူးပြု ဟုတ်ကဲ့ပါ ပေါ်လူတွေပြချပြီ ရှစ်တက်မယ်ကိုရှစ်ဆန္ဒတက်ဆန္ဒတက်မယ် ဟုတ်တယ်ဦးလေးကလည်းလိုအပ်တာတက်ပုံပြီးတော့စီစဉ်ပေးထားတော့တော်တော်လေးကိုပြည့်စုံနေတာကျွန်တော်လည်းတော်တော်လေးကိုအားနာနေတာပဲ ကြောက်ဒီလိုဖြစ်တယ် ကိုမြင့်မောင်ရှင်တို့မိသားစုပေါ်ကျေးဇူးတင်တဲ့အဖြစ်မျိုးတော့မလုပ်နိုင်တော့ပါ နံပါတ်5တက်နံပါတ်5 ခမေရလေဗျာဒါကလေးမဟုတ်တော့တာမကြခင်တက္ကသိုလ်ကျောင်းမှာကြည်တာလုပ်တော့မယ်ကျောင်းဆရာတော်ဖြစ်နေပြီဘယ်မှာဟုတ်ပါဒီကတော့ဒါမှဒါပေမဲ့တစ်ခါတည်းပါဘယ်လိုလဲစနစ်တက်မယ်ကိုစနစ်လေးလုံးတက်လာမယ် နံပါတ်9တက်နံပါတ်9 ပြိုင်ပွဲစောနေလို့အောက်ကနေအားပေးပေးပါဆိုတော့အပေါ်ပဲလာတက်နေ အဲ့ကောင်အကွက်ချင်းချမ်းလေးရတယ်အကွက်ချင်းချမ်းလေးရတယ်ဟို၄ကွက်ရှိလို့အပေါ်ဆုံးကောပြင်တင်လာရင်အဲ့ဒါ2ယောက်ပဲသူတို့ချိတ်တင်လို့မရတော့အကွက်သေးမထားမနဲ့အကွက်ကြီးထားတဲ့ နဲ့အလုံးထုံကိုတိုက်ကမမွေတဲ့တော့ကိုတိုက်ကသူညာအရေးကြီးကရအောင် 6ကျွေးလိုက်ဗျလေးကို